ဒီdynamic ပိုင်းချက်လေးဘယ်လိုလုပ်တယ်ဆိုတာကိုsharing လုပ်ပေးပါမယ်ဒီမှာဒီလိုမျိုးလေးcategory လေးပြောင်းလို့ရှင်လေပြောင်းတဲ့အတိုင်းလိုက်ပြီးတော့ရွေသွားတဲ့ပုံစံလေးဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါလေးကိုကြည့်ကြရအောင်အရင်ဆုံးဟိုရဒီလို data မျိုးရှိပေါ့နော်အဲဆိုရင်ဒီမှာ category လေးကို list လေးအနေနဲ့ယူမယ်အဲ့ဒါဆိုရင်ဒီမှာ data validation ကိုသွားမယ် list လုပ်လိုက်မယ်ပြီးတော့လို့ရှင်ဒီ list value ကတော့ဒါလေးဖြစ်မယ်ပေါ့နော်ဒီမှာ okay ပေးလိုက်မယ်အဲဆိုရင်ဒီမှာ list လေးရပြီအဲ့တော့ဒီမှာတော့ဒီနား value လေးတွေကိုလိုချင်တယ်ဆိုရင်တော့အရင်ဆုံးတို့က h lookup နဲ့ယူမယ် lookup တွေမိတော့တော့ပါဒီမှာ h lookup နဲ့ပဲအရင်ဆုံးပြင်လိုက်တော့မယ်အဲ့ဆို lookup value ပြင်မယ်ပြီးရင် lookup area တော့ဒါဖြစ်မယ်ပြီးသွားလို့ရှင် return area ဇန်နဝါရီလအတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလုပ်မယ်ပြီးသွားလို့ရှင်တော့ exact map ယူမှာဖြစ်တဲ့အတွက်0ပဲယူလိုက်မယ်အဲ့လိုနည်းနဲ့တို့တွေလောက်သွားလိုက်မယ်နော်အဲ့တော့ h lookup လေးတွေနဲ့တို့ကတို့လိုချင်တဲ့ value လေးတွေကိုဒီမှာယူပြီးသွားပြီပေါ့နော်ယူပြီးသွားပြီဆိုရင် h lookup လေးနဲ့ယူပြီးပြီဆိုရင်ဒီမှာပြင်ပြီးသွားအဲ့ဆိုရင်တော့ပုံမှန်တိုင်းပဲဒါလေးကိုဆက်လက်လုပ်မယ်ဆက်လက်လုပ်မယ်ပြီးပါလို့ချင်း insert bar လေးကနေပြီးတော့မှပိုင်းချက်လေးယူလိုက်မယ်ပိုင်းချက်ယူပြီးပါပြီနော်အဲ့တော့ check ဒီဟာလေး title လေး cv လေးကိုဖြုတ်မယ်ပြီးပါလို့ရှင် data လေးပဲတက်မယ်data လေးပဲတက်ပြီးသွားရင်တော့နည်းနည်းလေးဒီမှာ format လေးပါမယ်ပေါ့နော် data format ဒီမှာ solution နော်category sorry category name လေးပါထည့်ပေးလိုက်ပြီးပါလို့ရှင်နည်းနည်းလေးတို့ရင်ပြင်ရအောင်ပေါ့နော်ဒီဟာလေးကိုနောက်အောင်လို့လေး color လေးပါလေ solid fill လေးလုပ်မယ်ပြီးလို့ရှင်ဖြူအောင်လေးနဲ့လုပ်လိုက်မယ်ပေါ့နော်ဖြူအောင်လေးနဲ့ solid fill လေးနဲ့ဒီလိုလေးယူလိုက်မယ်ဖိထားပြီးဆိုရင်တော့အဲ့ဒီမှာ category ပြောင်းလာတဲ့ကဏ္ဍကြီးပြောင်းလာတစ်ချက်စမယ်ကဏ္ဍကြီးပြောင်းနေပေါ့နော်အဲ့ပြောင်းနေအဲ့ဆိုရင်ဒီအလဲလေးထဲမှာ category လေးကိုလည်းတစ်ခါမြင်ချင်တယ်ပေါ့မြင်ချင်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာ insert ထဲကနေ shape ထဲကနေပြီးတော့မှဒီမှာ over လေးကိုယူမယ်ပြီးပါလို့ရှင်ထဲလေးမှာထည့်လိုက်မယ်ပေါ့နော်ပြီးပါလို့ရှင် cycle လေးကိုနည်းနည်း adjust လုပ်မယ်ပြီးပါရင်တော့solid fill ကိုတူအဖြစ်အောင်ထားလိုက်မယ်ဒီလိုမျိုးလေးဆိုပေါ်လာပါတော့ပြီးပါရင်ဒီမှာထပ်ပြီးတော့box လေးထည့်ယူမယ်ဒီမှာစာသားလေးထည့်ချင်တော့ဗောနော်အဲ့ဒီစာမှာစာသားထည့်တဲ့အခါမှာဆိုလို့ရှိရင် equal to တရားနဲ့ညီတဲ့ဟာလေးလို့ကြည့်ရတယ်တဲ့ကြောင့်မလို့အဲ့ဒါထည့်လိုက်ပါနော်ဒီမှာလို့ချင်းဒီဟာကိုလည်းပဲနည်းနည်းလေးပြင်မယ်ပေါ့နော်ပြင်မယ်ဒီမှာ text option မှာဆိုလို့ရှိရင်သူကို top မှာမထားဘဲနဲ့ middle center မှာထားမယ်နောက် resize shape လုပ်မယ်ပြီးရင် allow that side အလိုမျိုးလုပ်လိုက်မယ်ပြီးမှလို့ရှိရင်အကုန်လုံးဒီနားလေးတွေကို0လေးပဲထည့်လိုက်မယ်ဒါလို့ရှိရင်သူလည်းno fade လုပ်ထားလိုက်မယ် sorry ဒီက shape option နဲ့တွားရမယ် shape option မှာ no fade ထည့်မယ်ပြီးမှလို့ရှိရင်ဒီ line မှာလည်းပဲ no fade ထည့်ထားမယ်ဆိုရင်ရပြီနော်ဆိုလို့ရှိရင်ဒီမှာ grocery transportation ပေါ့နော် entertainment လိုမျိုးလေးနည်းနည်းလေးတော့ sorry ဒီလိုမျိုးလေးရထားပါပြီဒါဆိုလို့ရှိရင် dynamic ပိုင်းချက်လေးဖြစ်သွား